ဘုန်းကြီးတို့ဗဒ္ဒကဘာကြီးမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားဘုန်းကြီးတို့ကံကောင်းပါလေဘာဖြစ်လို့ကံကောင်းတာတုံးဆိုတော့ဘုရားနှစ်ဆူကြားမှာလူဖြစ်ရလို့ဘုရားနှစ်ဆူကြားဘာဖြစ်ရလို့သူကတိဘဝကောင်းကြီးကိုရနေတာကိုကုသိုလ်ကံကိုတိတ်အထင်မသေးနဲ့ပြည့်တတ်ရတို့ကောရမပွင့်တော်မူသွားတဲ့ဘုရားမမီလိုက်ရပေမဲ့လို့သာသနာတော်ကြီးနဲ့ကြုံရတယ်ဒီသာသနာတော်ကြီးကုံသွားပြီဆိုရင်ဟိုးနောက်ဘုရားပွင့်မို့လို့အရိမတေယဘုရားဆိုတာကြံသေးတယ်အဲ့ဒီမတေယဘုရားအရိမတေယဘုရားအများခေါ်နေတာတော့အရင်မရေယလည်းမဟုတ်ပါဘူးပရိသတ်စာလို့ပြောရင်တော့အရိမတေယအရိဆိုတာကယံသူမတေယဆိုတာကမေတ္တာကိုယ့်ပေါ်မှာယံသူလို့ဆက်ဆံတဲ့ပုဂ္ဂိုလ်ပေါ်မှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားမို့လို့အရိမတေယမိမိရဲ့ပေါ်မှာယံသူလို့ဆက်ဆံတဲ့ပုဂ္ဂိုလ်များပေါ်မှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားကိုအရိမတေယဘာဘုရားတဲ့လေအဲ့ဒါပါဠိစလုံးကြကြလေးပြောအရိမတေယအရင်မရေယနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒါကအဲ့ဒီတော့ဘုန်းကြီးတို့ဒီဘုရားရှင်ကိုရမြတ်ကြီးတွေပွင့်သွားတာကိုလေးစုသောဘုရားပွင့်သွားတာကိုရှေးစတော်ကြီးများကဥဒ္ဒင်ကမတယောနာဝါဩဟိနာတထနာရုဟာဣဒာပိအတနာဒိဋ္ဌာဧတန္တာနာဂတာရုဟာဝန္တောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဣဒကပ္ပေယေဝဗဒ္ဒကဟုထုံးမြရောင်လင်းဤငါတို့ကဘာအတွင်၌သာလျင်ဣဒဒီပေဇဗုဒိဟုတွင်မီတောင်ထွန်းဤငါတို့တောင်ကျွန်းကြီး၌သာတယောဒိဋ္ဌောနာဝါကကုတံကောနကတ္တပဟုနာမဆိုင်ချွန်အောင်တဲ့ကိုနှင့်ပြောင်းဝညီညီသုံးစင်းသောဖောင်တော်ကြီးတို့သည်ဥဒ္ဒင်္ဂမံစီသံမောင်းသံမြေလုံးလျံ၍ချိန်ညံသေးသေးသိမ့်သိမ့်လဲအောင်မဆဲဆဲပြန်ကြရဲ့ပြန်မြတက်ဆံတော်မူကြလေကုန်မည်တထထိုနိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့နိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့ဆောင်ပို့ကဲသွင်းဖောင်းတော်ကြီးသုံးစင်းတို့၌တုံမေတန်ရောစဉ်မိခင်မင်းကြည့်၍မညီနိုင်ကြဘုံဘဝမှာမထကြညောင်းသင်လူအပေါင်းတို့သည်အနာရုဟာဖောင်ကြီးကိုများမမြင်ရပဲလွယ်ကြီးလွယ်လျက်ရှောင်လွယ်ဖဲသုံးမစည်းလိုက်ကြရကုန်သည်ဖြစ်၍ဩဟိနာအိုလာသေးလာတဖွာဖွာနှင့်ရှေလျာမစုံမိမတုံးမဲ့တခုတ်ခုတ်တောင်ဘေးကြီးရောက်၍ထွက်ပေါင်းမရကြံရ၍နေကြရလေကုန်မည်ဣဒာပိငါတို့ဖယားထင်အရှားပင်ငါတို့ဖယားထင်အရှားပင်တရားတိုင်မောင်းပဲ့တင်ဆောင်များရိုင်ညောင်းစော်ညံစီတော်တန်နှင့်ထက်ဆံဟိဖောင်းတော်ကြီးကိုလည်းပဲဒိဋ္ဌယေဝဖယားဖောင်းမှုမဖူးရလိုက်မထိုက်မနာရှင်တော်ထမ်းသည်တရားသံဃာယရဏဟုယောဝါထွန်းပပယ်ပိုင်းမြကိုဝေကမုံမုံမြင်ယုံသာမြင်လိုက်ကြရကုန်၏အဒနာကတို့ဖောင်းကလက်ဆောင်တဖို့ဒါနသီလဘာဝနာကောင်းမှုမဆုမထားလက်ကင်ပါကြခြင်းကြောင့်အနာရုဟာသင်္ဘောဖောက်စီမာလိန်ကြီးကအနီးမခံဟိဟိညာမြကြောက်ကံတွန်းထုတ်နောက်ပြန်ရုပ်လျက်
ခွာဆုပ်လေပြီစက်ကုံဟိတဖြင့်မစီမလိုက်ကြကုန်မဲသာဩဟိနာဣမာဘေကံကရဲ့ကျမ်း၌ပင်မန်းရှိရောတမောမောဖြင့်ဟေဩညီတကြံရ၍နေကြရလေကုန်မည်အနာဂတေမိတေများစွာများမကြမီဆန်းလာလူနီးဖောင်တော်ကြီး၌အရုဟာအရုံလာယောင်အမြန်ခုံကူဖောင်တော်ဦးကစူးစူးမြိုင်မြိုင်လက်ဥထိုင်၍စီးနိုင်ကြပါစေခြင်းကြိုးငါတုံမေတန္တရာဘွယ်ကြံတစ်ဖက်ကံတို့ထွက်လန်းလို့ညောင်းသင်သူတော်ကောင်းတို့သည်ဧတံတုကတုဖောင်းကလက်ဆောင်သဖို့ဒါနသီလဘာဝနာကြီးကိုကတုဖောင်းကလက်ဆောင်သဖို့စာကသီတိဒါနသီလဆိုတဲ့ဘာဝနာကြီးကိုအပြည့်ခုကဩရှာမိ၍နေကြရကုန်ရာတည်းပွင့်တော်မူသွားတဲ့ဘုရားလေးစုဒီဘုရားလေးစုဟာဘုန်းကြီးတို့သုံးစုဘုရားကတော့ပြောမနေနဲ့တော့သာသနာလည်းမတွေ့လိုက်ရဘူးဘုရားလည်းမဖူးလိုက်ရဘူးလေးစုမြောက်ဘုရားဖြစ်တဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်နဲ့ဘုန်းကြီးတို့တေလွဲသွားတာဘေသတ္တေ2550ဘုန်းကြီးတို့2550လောက်နောက်ကျသွားတယ်2550လောက်တာဆိုရင်ဘုရားပြိဋိနိဗ္ဗာန်မဆံခင်လေးဘုန်းကြီးတို့ကပ်ပြီးတော့ပူးလိုက်ရရင်သိတ်ကံကောင်းတယ်ပေါ့အဲ့တော့ကဘုန်းကြီးတို့ဘယ်ရောက်နေကြမှမသိဘူးဒီတော့ဒါပဲမဲ့လို့အာမပြတ်ပါနဲ့တဲ့မြတ်စွာဘုရားပွင့်တော်မူသွားလို့ဘုရားကိုမဖူးလိုက်ရတော့လည်းပဲအဲ့ဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ထားတော်မူခဲ့တဲ့သာသနာဒီနေ့ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေတွေ့နေရတာကံကောင်းတယ်တဲ့ဆိုကြည်ပါကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာဆိုကြည်ဘုန်းတော်ကံတော်ဉာဏ်တော်အလွန်တရာကောင်းမြတ်တော်မူသောအလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကြီးကိုကံကောင်းတဲ့သူတွေဒါတွေ့နိုင်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည်သားဘုန်းတော်ကောင်းတို့ကံဆိုးနေသလားကံကောင်းနေသလားအေးအတိတ်ကံကကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့အခုဘဝမှာလည်းပဲကောင်းတဲ့သာသနာတော်ကြီးနဲ့တွေ့လို့တို့ဟာအတိတ်ကကံကောင်းနေအများကြီးစုဆောင်းခဲ့တာပဲအေးအဲ့ဒီတော့ကောင်းနေတဲ့ကံတွေကိုတစ်စင်းနဲ့တစ်စင်းမြင်ပြီးတော့ကောင်းတဲ့ကံတွေပဲဆက်ပြီးတော့သွားမယ်ဆိုရင်ဟောဘုန်းကြီးတို့နောက်ဆုံးပွင့်တော်မူမဲ့အရိမေတေယမြတ်စွာဘုရားဖူတွေ့ရမယ်တဲ့ဒါကြောင့်ဘုရားလိုက်ဆိုသားမှာတရားစီကြီးယွန်းစောတိမိဟိဘဝတိုင်တရားစီကြီးယွန်းစောတိမိဟိဘဝတိုင်ကိလေသာနာပိတ်၍ထားတို့များမကြားနိုင်ကိလေသာနာပိတ်၍ထားတို့များမကြားနိုင်မကြားပြီးသောပန်းကြီးရော
ဟေဩညီ၍မိုင်မကြာပြီသောပန်းရည်ရောဟေဩညီ၍မိုင်သုံးစင်ဖောင်တော်လွယ်ဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီသုံးစင်ဖောင်တော်လွယ်ဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီကျုံစေဖောင်ကြီးပဲ့အမီခိုစီနိုင်မှသင်ကြမည်ကျုံစေဖောင်ကြီးပဲ့အမီခိုစီနိုင်မှသင်ကြမည်မေတ္တေဖောင်တော်အသင့်မျောဥတော်ခံကစီဖို့ဤမေတ္တေဖောင်တော်အသင့်မျောဥတော်ခံကစီဖို့ဤကတုဖောင်ကရိတ်ခါလှစုမဆောင်မတော်ကြမည်ကတုဖောင်ကလက်ဆောင်သာစုမဆောင်မတော်ကြမည်ဒါကြောင့်ဒီဓမ္မကဗျာလေးတွေကိုဘုန်းကြီးတို့ပြည်သားဘုန်းတော်ကောင်းတို့ကိုညာလေးနဲ့ကိုဆင်ញင်ကြည့်ပြီးတော့ဘုရားဆုစုတရားစီကြီးရိုက်စော်တီးပြီးတော့တတ္တဝဝိနည်းတွေကိုသစ္စာတရားတွေဟောသွားတာငါတို့ဘာဖြစ်လို့ပါမသွားတာတော့ဆိုရင်ကိလေသာနာပိတ်၍ထတို့များမကြနိုင်တဲ့ဘုန်းကြီးတို့အဲ့ဒီဘုရားတွေပွင့်တော့ကဘုန်းကြီးတို့နားတွေကကိလေသာတွေနဲ့ပိတ်ဆို့ပြီးတော့ထားတော့ပွင့်တော်မူသွားတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့တရားစီမောင်းတန်နေဘုန်းကြီးတို့မကြားခဲ့ရဘူးတဲ့ဘာဖြစ်လို့မကြားခဲ့ရတာတော့ဆိုနားပိတ်ထားလို့ဘာဖြစ်လို့မကြဘာတွေနဲ့ပိတ်ဆို့ထားတော့ဆိုတော့လောဘဒေါသမောဟမာနရာဂဆိုတဲ့ကိလေသာတွေနဲ့ပိတ်ထားလို့ဘာတွေနဲ့ပိတ်ထားဒါကြောင့်မို့လို့ကိလေသာနာပိတ်၍ထတို့များမကြနိုင်မကြပြီသောပန်းဤရောဟေဩညီ၍မှိုင်ဘုရားဟောတဲ့သစ္စာတရားတွေတို့မကြတဲ့အခါကျတော့သန္တနာထဲမှာတင်းနေပြီးတော့သွားတာပင်မလိုက်တာလူဘဝရောက်လဲလူဒုက္ခခွေးဘဝရောက်လဲခွေးဒုက္ခဒုက္ခတွေမျိုးမျိုးနဲ့ခန္ဓာဝန်တာရည်သမီးဇီဝရေးအိမ်အောင်ရေးတာဝန်တွေထမ်းပြီးတော့လူလဲပန်းလာပြီတဲ့ရည်ရောနေပြီတခါလဲတရက်တီးများငပြောတီးများပိဋကရည်ရောနေရင်စားလို့ကောင်းသေးလားအဲ့ဒီလိုဖြစ်နေပြီတို့ဘဝခါလဲပဲဒါကြောင့်မကြပြီသောပန်းဤရောဟေဩညီ၍မှိုင်သုံးစင်ဖောင်တော်လွယ်ဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီကျုံစေဖောင်ကြီးပဲ့မီခိုစီနိုင်မှသင်ကြမည်ကျုံနေတဲ့ဖောင်ကြီးကိုကျုံနေတဲ့ဖောင်ဆိုတာယခုဂေါတမမြတ်စွာဘုရားရဲ့သာနာတော်ကြီးကိုပြောတာဒါပေမဲ့လို့ဘုန်းကြီးတို့စီးရမှာကဥခန်းကမဟုတ်ဘူးဘေးတတ်တွေနောက်မီးကဘယ်ကစီးရမှာလဲဖောင်ကြီးရဲ့အလျားကဥပမာလေးဘုန်းကြီးတို့ပြေးလိုက်ကြလို့ဖောင်ကြီးရဲ့အလျားကဘယ်လောက်ရှိတော့အလျားက9000ရှိတာဘယ်လောက်ရှိလဲ9000 9တောင်မဟုတ်ဘူး9000အဲ့ဒီ9000ကအခု2500နဲ့50ဆိုတော့ဘုန်းကြီးတို့ရှေ့ပိုင်းကိုမမီလိုက်ရတော့နောက်ပိုင်းအမီးပိုင်းလေးပဲကြံတော့တဝက်ကျိုးသွားပြီတဝက်ကျိုးတဲ့ပြင်ကို250တောင်လုံးနေပြီအဲ့တော့ဘုန်းကြီးတို့ကြုံနေရတာကဘေးသက်တေဥကန်းလားပဲ့ကန်းလားမိယုံနေလေးမိလိုက်ရတာတခါတည်းဒါကြောင့်မို့လို့ကြုံတဲ့ဖောင်ကြီးပဲ့အမီခိုစီနိုင်မှသင်ညာမီပါရမီတွေပြည့်လို့ကိုကလည်းဒါနသီလဘာဝနာကုသိုလ်ကံတွေများများအထောက်ထားလို့
ဒီဘဝမှာမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုရနိုင်မဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲလိုက်သွားပါတော့အဲ့ဒီဖောင်တော်ကြီးရဲ့အမိကိုကင်ဆွဲပြီးတော့လိုက်သွားပါတော့အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်မေတ္တေဖောင်တော်အသိမြော်ဥတော်ခန်းကစီးဖို့ရည်တဲ့အဲ့ဒီဖောင်တော်ကြီးနဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာဖောင်တော်ကြီးနဲ့လိုက်လို့မမီတော့လဲပဲနောက်ကနေပြီးတော့ဖောင်တော်ကြီးတစ်စင်းစက်တံပေးပြီးတော့စီတံမောင်းတံမျက်လုံးညာမြချိတ်ညာသေးသေးနောက်ကဖောင်တော်ကြီးတစ်စင်းကလည်းဘေးတတ်တွေထွက်ဖို့လို့အစဉ်သင့်ဖြစ်နေပြီအေးဒါကြောင့်မို့လို့မေတ္တေဖောင်တော်အသိမြော်ဥတော်ခန်းကစီးဖို့ရည်တဲ့အရိမတေယမြတ်စွာဘုရားလက်ထက်ကြတော့ဘုန်းကြီးတို့ကပဲ့ပိုင်းကစီးမှလားဥခန်းကစီးမှလားအေးအဲ့ဒါဘုန်းကြီးတို့ကံကောင်းနေပြောတာဘုရားရဲ့သာသနာတော်ကိုပဲ့ပိုင်းပဲမှီလိုက်ပေမဲ့လို့နောက်ပွင့်တော်မူမဲ့ဘုရားကြတော့ဘုန်းကြီးတို့ကဂျားထဲမှာနေတဲ့လူတွေဆိုတော့ဥခန်းကိုမှီတယ်ဘာကိုမှီလဲဟိုဂေါရမမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ဥခန်းမမှီလိုက်တော့ဘူးမှီသလားပဲ့ပိုင်းပဲမှီလိုက်တာနောက်တစ်စင်းထွက်လာပြီဟိုမှာထွက်လာတဲ့အစင်းဆိုတော့ကိုကဒီဘုရားသာသနာတော်နဲ့ခိုဘုရားသာသနာတော်ဂျားထဲမှာဆိုတော့ကိုကဘုန်းကြီးတို့ရှိကိုထိတ်တိုက်လိုက်ဘုန်းကြီးတို့ဥခန်းကတက်ထိုင်ရမှာဘယ်ကတက်တိုင်ရမှာလဲအေးအဲ့ဒီလိုဥတော်ခန်းကစီးဖို့ကြီးကတို့ဖောင်းခါရိတ်ခါလာစုမဆောင်မတော်ကြပြီပွင့်တော်မူမဲ့ရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာဥတော်ခန်းကလက်ဥပိုင်းပိုင်းစီးနိုင်ဖို့အရေးဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အရုရာအရုံရာယအမြန်ခုံကူဖောင်တော်ဥကစူးစူးမြိုင်မြိုင်လက်ဥထိုင်၍စီနိုင်ကြပါစေခြင်းကြိုးငါတုံမေတန်တရာဘွဲ့ကြံတစ်ဖက်ကန်းသို့ထွက်လန်းလိုညောင်သင်သူတော်ကောင်းတို့သည်ဧတံတုကတိုးဖောင်းကလက်ဆောင်သဖို့သာဂတိတိဒါနသီလဘာဝနာကြီးကိုအပိခုကရှာမိလိုက်ကြကုန်ရာတည်းဘုန်းကြီးတို့ဘုရားတွေတဲကြကြောင်းနေစောက်တာယဟန်နေခမ်းညရှင်နေပြုကြနဲ့ဒါနကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဆိုတာဘေးတတ်တယ်ဘာလုပ်နေတာလို့ဆိုရင်လက်မှတ်ဖြတ်နေတာဘာလုပ်နေတာလဲဖောင်တော်ဦးကလိုက်နိုင်အောင်လို့ဥပုသ်တရင်သီလတွေစောင့်တည်ဝိပဿနာသမထဘာဝနာကမ္မထတရားတွေကြိုးစားပွားများအားထုတ်နေကြတယ်ဆိုတာကိုအားပေးတာဟိုးနောင်ပွင့်တော်မူမဲ့အရိမတေယဘုရားဒီဘုရားကဒီတဆူတဲ့ကြံတော့တာကပ္ပတ္တကဘာမှာပွင့်မှာဒီဘုရားကိုငါတို့မှီသွားအောင်လို့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေတာလက်မှတ်ဖြတ်နေတာလို့ကိုစီးမဲ့လက်မှတ်ကိုဖြတ်ကိုနေရာကိုတတ်မှသူများတတ်မှတ်ပေးလို့ရတာမဟုတ်ဘူးဘယ်ခန်းကလိုက်မယ်ဥခန်းကလိုက်မလားအလဲပိုင်းကလိုက်မလားနောက်ဆုံးအမီးပိုင်းကပဲခိုစီးမလားဆိုတာကတော့ကိုစီးမဲ့နေရာကိုကကိုဆုံးဖြတ်လောကခရီးဘုန်းကြီးတို့ပြောမယ်လောကခရီးသွားတာတော့မှဟိုးငါရိုးရိုးပါစင်ကျကားနဲ့လိုက်မယ်သို့မဟုတ် expert မှန်လုံးကားကြီးနဲ့လိုက်မယ်သို့မဟုတ်ကိုယ်ပိုင်ကားနဲ့သွားမယ်ကားတော်မှ3-4ဆင့်ရှိတယ်လို့ပေါ့ပါစင်ကျကားနဲ့လိုက်တော့တိုးတိုးခွေးခွေးကြကြတိတ်တိတ် expert ကားနဲ့လိုက်တော့နည်းနည်းတော်သေးတယ်အဲအကွန်လေးပါလေးနဲ့ချောင်းချောင်းချီချီကိုယ်ပိုင်ကားနဲ့သွားရင်တော့ပြောမနေနဲ့တော့ပေါ့တိတ်ချမ်းသာတယ်ပေါ့ဒါပြောနေတာဒီတိုင်းပဲတို့နောက်ပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားသာသနာတော်မှာငါတို့ဘယ်ကနေထိုင်စီးမလဲဥကန်းကပဲထိုင်စီးမလားအလဲကောင်ကပဲထိုင်စီးမလားသို့မဟုတ်အမိပိုင်းကပဲခိုးပြီးတော့လိုက်သွားမလားဆိုတာကတော့အဲ့ဒါကိုယ့်ပေါ်မှာကိုယ်မူတည်ပါလေကိုယ်မှာဒါနအင်အားတွေအများကြီးရှိထားမယ်သီလအင်အားတွေအများကြီးရှိထားမယ်ဝိပဿနာသမထဘာဝနာအင်အားတွေအများကြီးရှိထားမယ်ဆိုရင်ဥကန်းကထိုင်ပြီးတော့လိုက်ရမယ်ဒါကြောင့်မို့လို့ပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားရဲ့ဗုဒ္ဓံရဲ့အကြောင်းအရာကိုဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့နားလည်ထားမှဒီအရိမတေယမြတ်စွာဘုရားကိုမြတ်ဝါချင်းတင်ဖူးမြင့်ခြင်းရင်
ဘုရားတပည့်တော်တို့ဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ရပါမလဲဘုရားလို့မေးလိုက်ရင်ဒီတရားလေးကိုနာကြားပြီးတော့မှလေမတရားဘုရားဖူးဖို့လို့ဒီကုသိုလ်ကောင်းမှုတွေမလုပ်ရသေးဘူးဆိုရင်လည်းပဲအဲ့ဒါကြိုးစားပြီးတော့လုပ်ဖို့လို့တိုက်တွန်းပါတယ်အဲ့ဒီတော့အဲ့ဒီမေတ္တရားဗုဒ္ဓဝင်တရားတော်ကိုဘုရားရှင်ကိုရောမြတ်ဗမာဟောတော်မူတော့ဆိုရင်ကပိလဝတ္ထုနေပြီတော့တဲ့ဧကံသမယံဘဂဝါကပိလဝတ္ထုသမိန်နိဇောဒရာမေဝိဟရတိဧကံသမယံခါတပါစီတော်ကဘဂဝါဘုံတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်ကပိလဝတ္ထုသမိန်ဖွာတော်မူရာဌာနဖြစ်ပေသောကပိလိုလို့ခေါ်တဲ့နေပြည်တော်၌နိဇောဒရာမေနိဇောရာယုံเจ้าမှာဝိဟရတိယပဒလေးလေးဖြင့်မြတ်ကြီးရွှင်ပြုံးတည်သုံးငါစံပေတော်မူခဲ့ပါပေတည်းဘုန်းကြီးတို့မြတ်စွာဘုရားဖွာရဇာတိဖြစ်တဲ့ကပိလဝနေပြီးတော့နိဇောဓာယုံเจ้าမှာမြတ်စွာဘုရားတည်သုံးနေတော့မြတ်စွာဘုရားရဲ့မိတွေးတော်ဖြစ်တဲ့မဟာပဇာပတိလို့ခေါ်တဲ့မိတွေးတော်ဂေါရမီအဲ့ဒီမိတွေးတော်ဂေါရမီကြီးဟာရွှေဖြင်းအိုးကြီးထဲမှာဖြင်းအိုးအဲ့ဒီဖြင်းအိုးကရွှေနဲ့လှုပ်ထားတာဖြင်းအိုးဆိုတာထိတ်ဝကျဲကျဲနဲ့ဘုန်းကြီးတို့အိမ်တွေမှာရေထက်တက်ပြီးတော့သုံးနေတာအဲ့ဒီဖြင်းအိုးကရွှေနဲ့လှုပ်တဲ့ဖြင်းအိုးကြီးအဲ့ဒီရွှေနဲ့လှုပ်တဲ့ရွှေဖြင်းအိုးထဲမှာရွှေတွေကိုအမှုံလုံးရွှေမုံလုံးဆိုတော့ဘုန်းကြီးတို့ပြေတာအခုဖရားတွေဘာတွေရွှေချတဲ့ရွှေဆက်ကူပေါ့အဲ့ဒီရွှေဆက်ကူကဒါရွှေပြားကိုခတ်ထားတာပဲအေးမြေကြီးတွေအဲ့ဒီဖြင်းအိုးကြီးတွေကိုထက်ရွှေမုံတွေထက်ပြီးတော့မြေနဲ့ရွှေမုံတွေနဲ့ရောပြီးတော့အဲ့ဒီထဲကိုဗာမျိုးစေ့တွေချတော့ဆိုတော့ဝါစေ့တွေဗာစေ့လေဝါစေ့တွေချပြီးတော့ဖြင်းအိုးကြီးတွေထဲမှာတခါလဲဝါပင်တွေဝါစေ့တွေပြိုးထားတာပြည့်တိုက်ဖြင်းအိုးတစ်လုံးမှာရွှေတွေထက်မြေကြီးတွေထက်ရွှေမုံတွေထက်မြေကြီးတွေထက်အဲ့ဒီလိုတခါလဲဝါစေ့တွေစိုက်ပြီးတော့ပြိုးထားတာအများကြီးပဲကပိလို့ရွှေနန်းတော်မှာအဲ့ဒီတော့ပေါက်လာတဲ့အခါကျတော့ဘာပင်တွေပေါက်တုံးဆိုတော့ရွှေဝါရောင်အစင်းရှိတဲ့ရွှေဝါပင်တွေပေါက်လာတယ်အဲ့ဒီမျိုးစေ့တွေကိုကျဲစဉ်ကာလမှာလည်းပဲမဟာပဇာပတိမိတွေတော်ဂေါတမီကြီးကဒိဋ္ဌံနဲ့ကျဲတာငါသားတော်ဘုရားကိုငါရွှေသင်္ကန်းလူမလို့ဒါကြောင့်မို့လို့ငါကျဲချလိုက်တော်မျိုးဘုန်းကြီးတို့ဗဒ္ဒကဘာကြီးမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားဘုန်းကြီးတို့ကံကောင်းပါလေဘာဖြစ်လို့ကံကောင်းတာတုံးဆိုတော့ဘုရားနှစ်ဆူကြားမှာလူဖြစ်ရလို့ဘုရားနှစ်ဆူကြားဘာဖြစ်ရလို့သူကတိဘဝကောင်းကြီးကိုရနေတာကိုကုသိုလ်ကံကိုတိတ်အထင်မသေးနဲ့ပြည့်တယ်တို့ကောရမပွင့်တော်မူသွားတဲ့ဘုရားမမီလိုက်ရပေမဲ့လို့သာသနာတော်ကြီးနဲ့ကြုံရတယ်ဒီသာသနာတော်ကြီးကုံသွားပြီဆိုရင်နောက်ဘုရားပွင့်မို့လို့အရိမတေယဘုရားဆိုတာကြံသေးတယ်အဲ့ဒီမေတ္တေယဘုရားအရိမေတ္တေယဘုရားအများခေါ်နေတာတော့အရင်မရေယလည်းမဟုတ်ပါဘူးပရိသတ်စာလို့ပြောရင်တော့အရိမေတ္တေယအရိဆိုတာကယံသူမေတ္တေယဆိုတာကမေတ္တာကိုယ့်ပေါ်မှာယံသူလို့ဆက်ဆံတဲ့ပုဂ္ဂိုလ်ပေါ်မှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားမို့လို့အရိမေတ္တေယမိမိရဲ့အပေါ်မှာယံသူလို့ဆက်ဆံတဲ့ပုဂ္ဂိုလ်များပေါ်မှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားကိုအရိမေတ္တေယဘာဘုရားတဲ့လေအဲ့ဒါပါဠိစလုံးကြကြလေးပြောအရိမေတ္တေယအရင်မရေယနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒါကအဲ့ဒီတော့ဘုန်းကြီးတို့ဒီဘုရားရှင်ကိုရောမြတ်ကြီးတွေပွင့်သွားတာကိုလေးစုသောဘုရားပွင့်သွားတာကိုရှေးစတော်ကြီးများကဥဒ္ဒင်ဂမတယောနာဝါဩဟိနာတထနာရုဟာဣဒံပိအတနာဒိဋ္ဌာဧတန္တာနာဂတာရုဟာဝန္တောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့
ဣဒကပေယေဝဗတ္တကဟုထုံးမြရောင်လင်းဤငါတို့ကဘာအတွင်၌သာလျင်ဣဒဒီပေဇဗုဒိဟုတွင်မီတောင်ထွန်းဤငါတို့တောင်ကျွန်းကြီး၌သာတယောဒိဋ္ဌောနာဝါကကုတံကောနကတ္တပဟုနာမစိုက်ချွန်အောင်တဲ့ကိုနှင့်ပြောင်းဝန်ကြီးညိသုံးစင်းသောဖောင်တော်ကြီးတို့သည်ဥဒင်္ဂမံစီသံမောင်းသံမြေလုံးလျံ၍ချိတ်ညံသေးသေးသိမ့်သိမ့်လဲအောင်မဆဲဆဲပြန်ကြရဲ့ပြန်မြတက်ဆံတော်မူကြလေကုန်မည်တတ္ထထိုနိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့နိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့ဆောင်ပို့ကဲသွင်းဖောင်းတော်ကြီးသုံးစင်းတို့၌တုံမေတန်ရောစဉ်မိခင်မင်းကြည့်၍မညီနိုင်ကြဘုံဘဝမှာမထကြညောင်းသင်လူအပေါင်းတို့သည်အနာရူဟာဖောင်ကြီးကိုများမမြင်ရပဲလွယ်ကြီးလွယ်လျက်ရှောင်လွယ်ဖဲသုံးမစည်းလိုက်ကြရကုန်သည်ဖြစ်၍ဩဟိနာအိုလာသေးလာတဖွာဖွာနှင့်ရှေလျာမစုံမိမတုံးမဲ့တခုံခုတ်တောင်ဘေးကြီးရောက်၍ထွက်ပေါင်းမရကြံရ၍နေကြရလေကုန်မည်ဣဒာပိငါတို့ဖယားထင်အရှားပင်ငါတို့ဖယားထင်အရှားပင်တရားတိုင်မောင်းပဲ့တင်ဆောင်များရိုင်ညောင်းစော်ညံစီတော်တန်နှင့်ထက်ဆံဟိဖောင်းတော်ကြီးကိုလည်းပဲဒိဋ္ဌယေဝဖယားဖောင်းမှုမဖူးရလိုက်မထိုက်မနာရှင်တော်ထမ်းသည်တရားသံဃာယရဏဟုရောက်ဝါထွန်းပပယ်ပိုင်းမြကိုဝေကမုံမုံမြင်ယုံသာမြင်လိုက်ကြရကုန်၏အဒနာကတို့ဖောင်းကလက်ဆောင်တဖို့ဒါနသီလဘာဝနာကောင်းမှုမဆုမထားလက်ကင်ပါကြခြင်းကြောင့်အနာရူဟာသင်္ဘောဖောက်စီမာလိန်ကြီးကအနိမခံဟိဟိညာမြကြောက်ကံတွန်းထုတ်နောက်ပြန်ရုပ်လျက်ခွာဆုပ်လေပြီးစက်ကုံဟိတဖြင့်မစီမလိုက်ကြကုန်ပဲသာဩဟိနာဣမာဘေကံကရဲ့ကျမ်း၌ပင်မန်းရှိရောတမောမောဖြင့်ဟေဩညီတကြံရ၍နေကြရလေကုန်မည်အနာဂတေမိတေများစွာများမကြမီဆန်းလာလူနီးဖောင်တော်ကြီး၌အရူဟာအရုံလာယောအမြန်ခုံကူဖောင်တော်ဦးကစူးစူးမြိုင်မြိုင်လက်ဥထိုင်၍စီးနိုင်ကြပါစေခြင်းကြိုးငါတုံမေတန္တရာဘွယ်ကြံတစ်ဖက်ကံတို့ထွက်လန်းလို့ညောင်းသင်သူတော်ကောင်းတို့သည်ဧတံတုကတို့ဖောင်းကလက်ဆောင်သဖို့ဒါနသီလဘာဝနာကြီးကိုကတို့ဖောင်းကလက်ဆောင်သားဖို့စာကတိတိဒါနသီလဆိုတဲ့ဘာဝနာကြီးကိုအပြည့်ခုကဩရှာမိ၍နေကြရကုန်ရာတည်းဘုန်းတော်မူသွားတဲ့ဘုရားလေးစုဒီဘုရားလေးစုဟာဘုန်းကြီးတို့သုံးစုဘုရားကတော့ပြောမနေနဲ့တော့သာသနာလည်းမတွေ့လိုက်ရဘူးဘုရားလည်းမဖူးလိုက်ရဘူးလေးစုမြောက်ဘုရားဖြစ်တဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်နဲ့ဘုန်းကြီးတို့တေလွဲသွားတာဘေသတ္တေ2550ဘုန်းကြီးတို့2550လောက်နောက်ကျသွားတယ်2550လောက်တာဆိုရင်
ဘုရားပြိဋိဘံမဆံခင်လေးဘုန်းကြီးတို့ကပ်ပြီးတော့ဖူးလိုက်ရရင်သိတ်ကံကောင်းတယ်ပေါ့အဲ့တော့ကဘုန်းကြီးတို့ဘယ်ရောက်နေကြမှမသိဘူးဒီတော့ဒါပဲမဲ့လို့အာမပြတ်ပါနဲ့တဲ့မြတ်စွာဘုရားပွင့်တော်မူသွားလို့ဘုရားကိုမဖူးလိုက်ရတော့လည်းပဲအဲ့ဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ထားတော်မူခဲ့တဲ့သာသနာ